တောင်မကြီးကိုတတ်မဲ့ဗီဒီယိုအဆက်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။တောင်မကြီးကိုစားတက်ရမယ့်လမ်းလေးဖြစ်ပါတယ်။ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းမှာရှိတဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ပုပ္ပါတောင်ရှေ့ချင်းပြီးသွားတော့မှာဖြစ်ပါတယ်။ဆိုရင်တော့ကျွန်တော်တို့ပုပ္ပါတောင်ရဲ့ပြည်နယ်မျက်နှာပြင်ထက်မီတာ1000ပေနဲ့ဆိုရင်တော့3280ပြီပေါ့။ရောက်ရှိလာပါပြီ။ဆက်သွားဖို့လိုပါသေးတယ်တဲ့။အာသိမ်းထားပါတဲ့။ကဲအာသိမ်းပြီးဆက်တက်အောင်ရ။ Let's go ။ဟဲ့ရပြီ။လမ်းမှာတွေ့တဲ့ညီတွေပါ။ကဲဒီလိုဆက်တက်ကြအောင် let's go လာရတခုကြာရမှာအရောက်လို့လားမသိဘူးရှားလို့နှွေးတယ်လေဆက်လိုက်ရဒီစိတ်နေတာပူတော့အေးရတယ်ဒီကတိုက်ကဲသွားရ let's go ဆက်တက်ပါပြီအမှားတော့လေကားလေးနဲ့ထပ်ပါတယ်ပေါ်မှာတော့ရိုးရိုးကြောက်လန်းနဲ့ပဲတက်မှာဖြစ်ပါတယ်။အောက်ကတော့ပုပ္ပါတောင်ကလေးဖြစ်ပါတယ်။ကျွန်တော်တို့ခုတောင်မကြီးကိုတက်နေတာဖြစ်ပါတယ်။ရာဒီကရမ်းအေးတယ်ကြာ။မေးအောင်ထက်ထားတယ် ဒီလိုနဲ့တောင်လာတက်တဲ့ခွေးလေးနဲ့တွေ့ခဲ့တယ်ပေါ့နော်။ကြည့်ကြည့်ပါဦးခွေးတွေက80ရတယ်။အားလို့တာတောင်လာတက်လာလား။ဟဲ့လား။တွေ့လား။ညတောင်လာတက်။ဟုတ်လား။တောင်တက်တဲ့ဘယ်ရင်တူရဟုတ်တယ်လားဒီမှာလေးမှာတက် ဟယ်လိုအားလုံးပဲမင်္ဂလာပါပုပ္ပါတောင်မကြီးကိုတတ်မဲ့ဗီဒီယိုအဆက်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုဆိုရင်တော့ပုပ္ပါတောင်မကြီးတို့မရောက်ခင်ဝိုးဝေလေးနဲ့ပုပ္ပါ resort ရှိကိုတွားနေတာဖြစ်ပါတယ်။ပုပ္ပါ mountain resort လေးကိုပေါ့နော်အဝေးလေးနဲ့15မိနစ်20လောက်တွားလိုက်ရတယ်ပေါ့နော်။ကဲအခုဆိုရင်ကျွန်တော်တို့ပုပ္ပါ mountain resort ကိုရောက်ပြီပဲဖြစ်ပါတယ်။ဒီနေရာကပဲပုပ္ပါတောင်မကြီးကိုတက်ပြီးတော့ပဲဒီနေရာပဲပြန်ဆင်းရမယ်ပေါ့နော်။ဒီမှာပေါ့နော်ကျွန်တော်တို့တော့မရောက်ခင်ကားကိုစီနဲ့ပုပ္ပါတောင်မကြီးကိုစားတက်နေလေတွေရှိနေပါပြီလို့ကဲဒါလေးကပေါ့နော်ပုပ္ပါမောင်နေရဆိုနာတရားလေးပဲဖြစ်ပါတယ်ဒါလေးကတော့တောင်မကြီးကိုစားတက်ရမယ့်လမ်းလေးဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းမှာရှိတဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ပုပ္ပါတောင်ရှေ့ချင်းပြီးသွားတော့မှာဖြစ်ပါတယ်ဒီပုပ္ပါတောင်မကြီးရပါတော့ညောင်ခရိုင်ကြောင်ဝရမြို့နယ်မှာတည်ရှိပြီးတော့ပဲခူးရုံးမမြောက်ဘက်အစွန်းမှာတီချာထိုးထွက်နေတဲ့မီးတောင်ဟောင်းကြီးတစ်ခုပဲဖြစ်ပါတယ်ဒီပုပ္ပါတောင်မကြီးရဲ့အမြင့်ဟာ1018မီတာ4980ပေမြင့်ပါတယ်ပုပ္ပါတောင်သည်ကြောက်ခေကိုအညာသားယဉ်ကျေးမှုထွန်းကားခဲ့ရာ6ရေနံချောင်းတို့နှင့်ရေမြေတစ်ဆက်တည်းရှိနေသောကြောင့်ထိုချိန်ကာလတည်းရပင်ကြောက်ခေလူသားတို့နေထိုင်ရာအရက်ဖြစ်နေလောက်ပြီးယုံကြည်ရတယ်ပေါ့နော်ကျောင်းလက်နက်များလည်းထိုနယ်အနက်မှတွေ့ရှိမှုတာကြောင့်ဤအသွေးအေးယူဆသည်မှန်နိုင်ကောင်းမည်ဟုထင်မြင်မိပါတယ်။အမေရိကန်ပညာရှင်မိုဘီယက်စ်ကပုပ္ပါနယ်မှာကြောက်ခေတ်တဲ့လူနေမှုရှိကြောင်းကိုကိုးကားပြီးတော့အခိုင်အမာပြောဆိုခဲ့တာရှိခဲ့မှုပါတယ်။ကျွန်တော်တို့လည်းထိုကဲ့သို့ပညာရှင်တွေနဲ့ကွင်းစင်းလေ့လာနိုင်သေးရင်ထိုတိုက်တိကျကျေပြန့်သောအဖြေထွက်ပေါ်လာနိုင်တယ်လို့ယုံကြည်မိပါတယ်။ကဲငါနေကြတန်းလေးသိရပါပြီ။ကဲဆက်တက်ကြအောင်တယ်မွေးချက်မှုတွေပုပ္ပါတောင်လာပြီးတော့တောင်လာတက်ပြီးတော့ပန်းပြရရှိပါတယ်။ဒါဒီဘူးတော့အိတ်စိတ်ညှင်းညောင်းနေပါလေ။ရှမ်းပြည်လေးရောက်နေတာလေအားနဲ့ထားတဲ့စီးပွားရေးပိုင်းပြရမြေရှိုးကစုညာမြေတူရချော်လဲသက်ပြီးပထမဆုံးကပြုတ်ချတက်ပြီးကဲပါရတော့ let's go
ဟိုဘာတောင်ရဲ့တောင်တွဲလောက်ရှိနေပါတော့ပင်လယ်ရင်းနဲ့ဖြစ်တဲ့2900တောင်ရှိနေပဲပြောပါတယ်ဒီမှာ3 day ဆိုင်ပုတ်လေးဒီမှာလည်းအမိုင်ဆွန့်ပြရမယ် plastic only ပေါ့နော်ဒါလေးထားရှိတာကောင်းပါတယ်ဒီတော့ Okay sit down let's goဒီပါတော့ရောက်လာပြီနော်ဒီနားမှာစိမ့်ဆိုတော့ ਨੇ ကဲတော်ကြီးတော့ရောက်သွားပြီပါတယ်အေးချမ်းပြီးရာတူးကလည်းရန်ကောင်းပါလေတောင်းတယ်လို့ရန်ကောင်းတဲ့နေရာလေးပဲဖြစ်ပါလေကဲသွားကြလို့ let's go ကဲဒီဆိုရင်တော့ကျွန်တော်တို့ဟိုဘာတောင်ရဲ့ပြင်လယ်မျက်နှာပြင်ထက်မီတာ1000ပေနဲ့ဆိုရင်တော့3280ပြီပေါ့ရောက်ရှိလာပါပြီဆက်သွားဖို့လိုပါသေးတယ်တဲ့အာသိမ်းထားပါတဲ့ကဲအာသိမ်းပြီးဆက်တက်အောင်ရLet's go. ပန်းကြောက်တဲ့ပန်းကြောက်ကနှုတ်ချင်းခုကြောင်ပြရရခါမြစ်တာရခါပါပြီတဲ့ဘယ်နားမှာလဲမသိကျွန်တော်မသိဘူးကဲသက်ခုံးရဟေးရပြီလမ်းမှာတွေ့ရညီတွေပါကဲတူတူဆက်တက်ကြအောင်Let's go ကဲကျွန်တော်တို့ဟိုဘာတောင်လေးမနီမူလေးရှောက်ချင်လေးပါတန်တရာလေးကိုကြော်ပြရမှာဖြစ်ပါတယ်ကဲစစ်စစ်ရှောက်တော့စသွားမယ်ဗျာ Let's go ဒီကပန်းလေးနဲ့တောင်ထဲကိုရောက်တော့မှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ပေါ်ပါတောင်မကြီးကိုတောင်သူရဲ့အကျော်လောက်ရောက်တဲ့အချိန်မှာတော့ဒီလိုလှပတဲ့မြင်ကွင်းကိုတွေ့နေရပါပြီကဲလာရတခုပြန်ဗျာမဟုတ်ပါတယ်ဒီနေရာလေးကတော့အရန်လာတဲ့နေရာလေးဖြစ်ပါတယ်ဘေးနားမှာလည်းစိမ့်စိမ့်ဆူဆူလေးနဲ့တောင်ပေါ်ရောက်လာလို့မသိဘူးလေးအေးလေးရဖြည်းဖြည်းနဲ့တိုက်ခတ်နေတာအောက်မှာတွေ့နေရတော့ပေါ်ပါတောင်ကလက်လေးပဲဖြစ်ပါတယ်ဒီနားမှာလည်းနေကြပန်းလေးနဲ့အရန်မလှပါတယ်မောပြေလေးဘွားရှုခင်းလေးကိုတွေ့ရတော့မှာဖြစ်ပါတယ်ဒီတောင်မိုင်းနဲ့ရှင်တော့ဘာတောင်လက်လေးကဘာမှပြောပါတော့ဘူးရန်လိုက်ရှုခင်းလေးပါနိုင်နေဟာခုမှမောပြေသွားပြီဗျာကဲပန်းလေးနဲ့မောပြေရတော့ဗျာတောင်တန်းကြီးကိုပေါ်နေပဲအားယူပြီးတော့တောင်မိုင်းစီတို့အကောင်းဆုံးရှိတတ်နေပါပြီရောက်ပါတော့မယ်လို့တကွေးဆိုရောက်ပါပြီဒီနေရာနဲ့နားဖြစ်ပါတယ်ဒါဖြက်လန်းလေးပေါ့ဖြက်လန်းလေးရပဲသွားပါတော့မယ်ကဲရှေ့ကတကုန်းလောက်ဆိုရောက်ပါပြီဖိုင်တယ်ဖိုင်တယ်ဒီလိုတကြောတက်ပါအောင်ပါက
သွားပါပြီဟိုကတော့တောင်ကလက်ပုပ္ပါတောင်ကလက်လေးပြောတယ်အဲ့ပုပ္ပါရဲ့နားလေးအဲ့တော့မှဖြစ်ပါတယ်တောင်မရောက်လို့လားမသိဘူးတော့ရှားလို့နှွေးတယ်လေဆက်လိုက်ကြဒီစိတ်နေတာပူတော့အေးတယ်ဒီကတိုက်โอเคပါရ let's go စတာပါပြီအမှာတော့လေကားလေးနဲ့ထူထားပါတယ်ဒီပုံမှာတော့ရိုးရိုးကြောက်လန်းနဲ့ပဲတက်မှာဖြစ်ပါတယ်ကဲတောင်ထိပ်ဆုံးတက်ပါတော့မှဖြစ်ပါတယ်ဒါကတော့တောင်းလေးမြင်ရတဲ့ view လေးဖြစ်ပါတယ် view လာလေးချမ်းသာပါတယ်ကဲတော့ပါကဲအောက်ကတော့ပုပ္ပါတောင်ကလေးဖြစ်ပါတယ်ကျွန်တော်တို့အခုတောင်မရုပ်တက်နေရဖြစ်ပါတယ်အာရာဒီကရမ်းအေးတယ်ဗျာမေးအောင်ထက်ထားကဲတက်ပြီဗျာစက်တက်ပြီဒီပုပ္ပါတောင်မရုပ်ရောက်တဲ့အချိန်မှာတော့ကျွန်တော်10ရက်မှတင်ခဲ့တဲ့ကြပြားလေးတစ်ခုကိုတွားပြီးတော့မှတ်ရမိတယ်ပေါ့နော်အဲ့ကြပြားလေးကဘယ်လိုစလဲဆိုတော့တိုးကလေးပုပ္ပါနှစ်တောင်အခေါင်မြစ်ဖျားစုံတော့ပြားနိုင်နှံရှားကြိုင်လင့်ခါတံပွင့်သည်ရွှေနေယူမှာပန်းစကားတိုးကလေးစကပွင့်နှင့်နှိုင်းတင်နိုသည်ရဲမျိုးသမီးမောင်ကြီးနှမညက်လှပြာစဉ်မဲသည့်ပင်သည်ခရီးသားတိုးကလေးမြိတ်လူစုလဲအငယ်ကလေးကကြောင်းဝင်ကြသည်မွေးဖွားသူရင်မျိုးတည်မင်းနှင့်ရှင်းရှင်းစုယုံတတ်ထက်ဆုံးသည်နှလုံးမရှာစောင့်တရားဆွေမိမင်းမြတ်တုံနီစဉ်ရသေးဖြင့်နှင့်ကျိုင်းစင်မြောက်ဝါမကြီးတရားကိုမဲသာကြိုက်မိသူမရှိတဲ့အဲ့ကြပြားလေးကတော့ကျွန်တော်တို့10တန်းမှာစောင်းဝဲမှာပါခဲ့တဲ့ကြပြားလေးပေါ့နော်အဲကြောင့်ကျွန်တော်လေးမှတ်မိနေတယ်ပေါ့နော်ကဲကြပြားလေးလည်းရုပ်ပြီးပြီဆိုတော့မမောပန်းနဲ့တောင်ထိပ်ကိုရောက်ဆက်တက်လိုက်ပါဦးမယ်ကဲတောင်မရရင်တော့ဖျားလေးတွေ့အောင်ဖြစ်ပါတယ်ဒီဖျားလေးကတော့ဒီတောင်ထိပ်မှာတည်ထားတဲ့ဖျားလေးပဲဖြစ်ပါတယ်တော်တော်တက်ပြီဖို့ကောင်းပါတယ်ဒီတောင်ရဲ့နားလေးဖြစ်ပါတယ်ဒီတောင်ရဲ့ဒီပုပ္ပါတောင်မကြီးရဲ့အဆုံးထိတက်ရောက်ထားတဲ့ခီးသွားတောင်တက်သမားတွေကပေါ့နော်ဒီဖျားရည်မြေဒီမှာပဲအနာယူပန်းပေးကြပါတယ်ကဲကျွန်တော်လည်းဒီတောင်ထိပ်ကဖျားလေးကိုဖူးပြီးရနဲ့ပြန်ဆင်းပါပြီအဲ့ဒီမှာကဲဖျားဘူးပါနဲ့ဘွားဆင်းပါပြီ
ဆင်းပါပြီ ဒါကတော့ကိုလူကျော်နဲ့တဘာဝအလှလေးပဲဖြစ်ပါတယ်ကဲဆင်းပါပြီလို့လေကားလေးရောတေးသေးလေးပြအဲ့ဒီလိုနဲ့တောင်လာတဲ့နဲ့ခွေးလေးနဲ့တွေ့ခဲ့တယ်ပေါ့နော်ကြည့်ပါဦးခွေးတွေက80ရတယ် မလုပ်တာတောင်းလာတက်လားဟဲ့လားဟုတ်လားညတောင်းလာတက်ဟုတ်လားတောင်းတက်တဲ့ဖွင့်တူရတောင်းလာတက်လားဒီမှာတက်တက်Morning. Cô khỏe không? Không. Cô khỏe. Tao là thật. Tao là thật. Mà. Bây giờ là tao là thật đã phải từ. Thật là. Ok, đi ra xin liều vào đi. Sau nè. Nhìn cho uống người sẽ liều. Em vào đi luôn. Ngồi thì vào đi. Đã rồi cho nó số nào tôi đã kể đấy, miền sông tàu mấy phía bảo đấy. ဒါကတော့တောင်လာတဲ့ခီးသွားတွေပဲဖြစ်ပါတယ်ဒီမှာတော့တပုံရတဲ့သူကရတဘောလာတွေကိုခံစားရတဲ့သူကခံစားနဲ့တော်တော်လေးအေးချမ်းတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ရက်ပြင်တဲလေးပါလေးနဲ့မိုက်စားပဲညမှာအိပ်ပါလေးရတယ်ဒါကတော့ပုပ္ပတောင်ပါကြီးကြောင်ရှင်းပြထားတဲ့စိုက်ကုတ်လေးပဲဖြစ်ပါတယ် ဖြစ်ခဲ့တဲ့နေရာ၄တောင်နေပါတယ်အကွဲတိုင်ဘယ်ရှုခဲ့နေရစိတ်ဆိုရန်လာပါဘွားတောင်မကြီးဒီတောင်ကပါရတယ်နော်ဒါတော့ဘွားတောင်ဘွားတောင်ညာမှာဒီပေတာကျောင်းသားတွေညာဆုံးလေးလာတယ်ဘွားတောင်ကြီးကဲဆက်သွားကြမယ်ဒါလေးကကျွန်တော်တို့ဘွားတောင်ကနေကောက်လာတဲ့မိတောင်ကျော်လေးဖြစ်ပါတယ်မန္တရနေယူရပါမယ်ပုပ္ပတောင်ကြီးလို့သူသွားမယ်လမ်းလျှောက်လေးပဲဖြစ်ပါလေလမ်းလျှောက်မှာတော့เนาะကျွန်တော်ရဲ့အမျိုးတွေကိုစတင်တွေ့ရှိရနေပြီဖြစ်ပါတယ်